မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်ကာဇန်တို့သွားခွင့်မရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရုရှားနိုင်ငံကာဇန်မြို့တွင်2026ခုနှစ်ဇွန်လ18ရက်မှ19ရက်နေ့ထိပြုလုပ်မယ့်35နှစ်ပြည့်အာဆီယံရုရှားထိပ်သီးဆွေးနွေးပွဲသို့သမ္မတလုပ်နေသောစစ်ကောင်ဆောင်မင်းအောင်လှိုင်တက်ရောက်ရန်ဖိတ်ကြားခြင်းရှိမရှိဆိုသည်ကစိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။တွားရောက်ခွင့်ရပါက၎င်းထံအလနဲ့ချအလင်းဝင်ခြင်းနေသည့်အာဆီယံနှင့်ဆက်ဆံရေးသည့်အလှည့်ပြောင်းကြီးတစ်ခုဖြစ်သွားနိုင်ပေသည်။ယခုအချိန်ထိထိုင်းမလေးရှားအင်ဒိုနီးရှားတို့လက်နက်ချလာခဲ့ပြီဖြစ်သည်ဖိလစ်ပိုင်ကတော့ဥက္ကဋ္ဌဖြစ်နေ၍မထောင်းသလားအန်အောစရာကောင်းနေသည်ကအာဏာရှင်နိုင်ငံများဖြစ်သည့်လာအိုကမ္ဘောဒီးယားဗီယက်နမ်တို့ကတုတ်မြမလုပ်သေးပေအမာခံနိုင်ငံများကနေမထီထိုင်မသာဖြစ်နေကြခြင်းပင်ဖြစ်ပါသည်ဤဒီကိုကြည့်မီဆိုကမြန်မာကိုဒီအတိုင်းပစ်ထားလိုက်ကအမေရိကန်နိုင်ငံသားရေးဖွဲ့ကြီးမာကိုရူဘီရိုပြောသလိုတရုတ်လက်အောက်ခံကိုလိုနီတစ်ပိုင်းဘဝကျရောက်သွားမည်ဖြစ်သည်တို့ဆိုကတရုတ်၏ဩဇာအာဏာသည်အရှေ့တောင်အာရှတဝက်နီးပါးကိုထိန်းချုပ်ပြီးသားဖြစ်သွားမည်ကိုစိုးရိမ်နေကြသည်ကိုအထင်ရှားတွေ့နေရပါတယ်။အင်ဒိုနီးရှားနိုင်ငံသားရေးဖွဲ့ကြီးနေပြည်တော်သို့ရောက်ရှိလာစဉ်အတွင်းမြန်မာနိုင်ငံသည်အာဆီယံမိသားစု၏အစိတ်ပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းအလေးအနက်ပြောဆိုသွားခြင်းလေထိုအတွက်ကြောင့်ပင်ဖြစ်ပေမည်တစ်ဖက်တွင်လည်းဘုံ၅ချက်ကိုမင်းအောင်လှိုင်ကတစက်ကလေးမြလိုက်ရောမိအရေးရောင်လည်းမပြသေးပေပေါ်ပေါ်ထင်ထင်ကြီးအလျှော့ပေးလိုက်ဖို့ဆိုသည်ကလည်းမဖြစ်သေးပေအကြက်ရိုက်နေကြရသည်ထို့အတွက်ကာဆန်အစည်းအဝေးသည်၎င်းတို့ရက်တီချက်ကိုနှစ်ပေါက်တစ်ပေါက်ရိုက်လို့ရမည်အခွင့်အရေးကြီးဖြစ်နေသည်သို့တော့မကြာသေးမီကထွက်ပေါ်လာသည့်တန်တမန်ရေးရာသတင်းရင်းမြစ်များနှင့်သတင်းမီဒီယာများဥပမာမြစီမာ၏ဖော်ပြချက်အရမင်းအောင်လှိုင်သည်ကာဆန်မြို့ဆွေးနွေးပွဲသို့တက်ရောက်လိမ့်မည်မဟုတ်ကြောင်းသိရှိရပါသည်ကရင်မလင်ကအရှိတောင်အာရှခေါင်းဆောင်များကိုဖိတ်ကြားစာများပေးပို့ခဲ့တော့လေမင်းအောင်လှိုင်ထံသို့တရားဝင်ဖိတ်ကြားစာဓာတ်ရိုက်ပေးပို့ခြင်းရှိမရှိကိုမူတန်တမန်ရေးရအတိုင်းဝိုင်းကအတိအကျအတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုပါတယ်။အာဆီယံဘက်ကမြန်မာစစ်ကောင်ဆောင်အားအဆိုပါဆွေးနွေးပွဲတွင်၎င်းတို့နှင့်အဆင့်တူကောင်းဆောင်အဖြစ်တက်ရောက်ခွင့်ပြုရန်သဘောမတူပေကန့်ကွက်မှုများရှိခဲ့ကြောင်းသိရပါတယ်။အတိအကျသိရသည်ကမြန်မာသည်အာဆီယံရုရှားဆက်ဆံရေးညှိနှိုင်းရေးမှုနိုင်ငံအဖြစ်တာဝန်ယူထားရတဲ့ဖြင့်ဆွေးနွေးပွဲပြင်ဆင်မှုများတွင်ပါဝင်နေပါတယ်။ထို့ကြောင့်မင်းအောင်လှိုင်မဟုတ်ဘဲစေအုပ်စုနိုင်ငံခြားရေးဝန်ကြီးတင်မောင်ဆွေကသာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်ကာဆန်မြို့သို့သွားရောက်ရန်စီစဉ်ထားကြောင်းသတင်းများကဆိုပါတယ်။မင်းအောင်လှိုင်ကရုရှားတရုတ်အိန္ဒိယနိုင်ငံများသည်ကိုချင်းတရားကိုအလေးထားဆက်ဆံကြခြင်းမဟုတ်ဘဲ၎င်းတနိုင်ငံလုံးကိုတင်ငုတ်တာကြံအောင်လုပ်ပြလေခေါ်ပြောဆက်ဆံကြမည်ဖြစ်သည်ကိုသိထားပြီးဖြစ်သည်သို့သော၎င်းအားဖဲ့ကျင်ထားသည့်အာဆီယံနှင့်သာဓာတ်ရိုက်ထိတွေ့ဆက်ဆံခွင့်ရမည်ဆိုကအတောင်အလတ်ဆုံးသောသမ္မတတအုပ်အဖြစ်အပြည့်အဝပုံဖော်ခွင့်ရသွားမည်ဖြစ်သည်တက်ခွင့်မရပါက၎င်းဖို့တန်တမန်ရေးအရထုံရင်သာကြံပြီးဆက်၍ပိတ်မိနေမိတာဖြစ်သည်ရုရှားသည်လည်းအာဆီယံကိုဖိအားပေးနိုင်ခြင်းမရှိသည့်အပြင်၎င်းလည်းရှာနှုံပြေးထောက်ခံခြင်းမရှိသည့်ကလည်းပေါ်လွင်သွားမည်ဖြစ်သည်မင်းအောင်လှိုင်သည်ထို့သောနိုင်ငံတကာအသိမှတ်ပြုခံရဖို့ကြိုးစားနေစဉ်အင်္ဂလိပ်စကားကိုမိမိဘာသာထပ်ပင်အလေးထားကြသောအိန္ဒိယခီးစဉ်အတွင်းထင်ရှားသွားခဲ့သည့်တန်တမန်ရေးရာအလွဲတစ်ခုဖြစ်ခဲ့ရသည်က ethnic ဆိုသည့်အင်္ဂလိပ်ဘဝရာကိုပင်မှန်အောင်အသံမထွက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်အင်တာဗျူးကိုဗမာလိုဖြည့်ဆို့နေသည့်ဂျာက EAO ဆိုသည်ကိုအတိတ်ပဲဖွင့်နိုင်ရန်အင်္ဂလိပ်လိုညှက်ပြောဖို့ကြိုးစားရမှအသံထွက်မှန်အောင်မပြောနိုင်ပင်ထက်ခါတလဲလဲထစ်အသွားခဲ့ပြီးအရှက်တကွဲဖြစ်သွားခဲ့ရသည်နိုင်ငံတကာတန်တမန်ရေးရာမျက်နှာစာတွင်ဝင်ဆက်ရန်ကြိုးပမ်းနေရရှိသည့်မြန်မာနိုင်ငံကိုစားပြုပြောဆိုနေသောစစ်ကောင်ဆောင်၏အင်္ဂလိပ်စာအရေးချင်းနဲ့ပတ်သက်ပြီးပြည်တွင်းပြည်ပတွင်လှောင်ပြောင်ဝေဖန်စရာဖြစ်သွားခဲ့ရသည်တနာသူကလည်းတနာကုန်ကြပြန်သည်ထို့သို့ထစ်အသွားသည့်ဗီဒီယိုဖိုင်သည်လူမှုကွန်ရက်များပေါ်တွင်ဟာတာဗီဒီယိုကလေးအဖြစ်ရေးပန်းစားခဲ့ပြီး၎င်းအနေနဲ့ United Nations ဆိုသည့်စကားကိုပင်ထစ်အနေအုံမီလောဟုပြောဆိုနေကြပြီးဖြစ်သည်ထို့သောအရေးချင်းနှင့်ပြေဝရှာသည့်ကောင်းဆောင်ကြီး၏အပြန်ခီးကိုလည်းနေပူကျဲတဲ့မှတ်တရအလံများထောင်ပြီးကြိုးဆိုပေးခဲ့ကြရပြန်သည်ပုံတွင်လာသမျှလူကိုရွှေထက်ရှားပေသည်ဟုဆိုကအခမ်းတနာဧည့်ခံနေတော့လေကနေဒါဝန်ကြီးချုပ်ကမူမကြသေးမီကသူထံရောက်လာသောဝန်ရီအားယခုလိုပုံစံမျိုးနဲ့ပင်လက်ခံတွေ့ဆုံခဲ့ပေသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးတိုင်းသားအဖွဲ့တွေနဲ့မကြခင်တွေ့ဖို့ရှိတယ်လို့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးပြောကြားတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမာရီယာတီရီဆာလာဇာရိုကမြန်မာပြည်အခြေအနေတွေကိုဖြည့်ရှင်းနိုင်မဲ့နည်းလမ်းတွေရှာဖွေနိုင်ဖို့အတွက်လာမယ့်ရက်ပိုင်းတွင်တိုင်းသားအဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ဇွန်လ10ရက်နေ့ကပြောလိုက်ပါတယ်ဂျပန်နိုင်ငံတိုကျိုမြို့မှာလုပ်တဲ့ Nikkei Forum မှာသူမကကျမအနေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အကျိုးနဲ့တွေ့ဆုံဖို့ရှိပါတယ်
မြေပြင်အခြေအနေကဘာဖြစ်နေလဲဆိုတာသိရအောင်ရင်ကျမတို့ဘက်ကတကယ်တမ်းဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတာရှာဖွေဖို့အတွက်ပါလို့ထည့်သွင်းပြောကြားသွားတာပါဖိလစ်ပိုင်နိုင်ငံဟာအခု2026ခုနှစ်အတွက်အာဆီယံလေကြောင်းဥက္ကဋ္ဌဖြစ်ပြီးသမ္မတဖာတီနန်မာကုစ်ဂျူနီယာကဝန်ကြီးလာဇရိုကိုမြန်မာနိုင်ငံဆိုင်ရာသူ့ရဲ့အထူးကိုယ်စားလှယ်ဖြစ်ခန့်အပ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူတွေနဲ့တွေ့မှလဲဘယ်နေရာမှာတွေ့မှလဲဆိုတာကိုတော့အတိအကျထုတ်ဖော်မပြောကြားသွားပါဘူး။အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရအောင်မှာပေါ့လို့လာဇရိုကဆက်ပြောသွားပါတယ်။မြန်မာနိုင်ငံဟာ2021ဆီအာနာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုစစ်ကောင်စီတပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ပြီးကလေးကပရိပက္ခတွေနဲ့မတည်မငြိမ်ဖြစ်နေတာလက်ရှိအချိန်ထိပါပဲ။အဲဒီနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီးမဟာမိတ်ဖွဲ့ကတော်လှန်တိုက်ခိုက်လျက်ရှိနေကြပါတယ်။အဲဒီနောက်ပိုင်းကစလို့စစ်ကောင်စီကောင်းဆောင်ပိုင်းတွေကိုအာဆီယံရဲ့ထိပ်သီးအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားခံခဲ့ရတာပါ။ဒါပေမဲ့ပြီးခဲ့တဲ့ဧပြီလမှာကိုရိုင်းတင်အယက်သားအစိုးရအသစ်တက်လာပြီးကတည်းကအာဆီယံအဖွဲ့ကြီးအနေနဲ့မြန်မာနိုင်ငံနဲ့ပြန်လည်ထိတွေ့နိုင်မဲ့ဒီလန်တွေကိုရှောက်ဖွင့်နေတာဖြစ်ပါတယ်။ကိုရိုင်းတင်သမ္မတမင်းအောင်လှိုင်ကတော့သူ့ရဲ့အစိုးရအသစ်အနေနဲ့အာဆီယံနဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်လာအောင်အစွမ်းကုန်ကြိုးစားသွားမယ်လို့ပြောထားတာရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်းဒီမြန်မာအရေးအကျပ်တွေကိုဖြေရှင်းနိုင်မဲ့ဒီလန်တွေရှာဖို့အတွက်မနီလာဖိလစ်ပိုင်မှာတိုင်းဒေသလက်နက်ကိုင်အဖွဲ့ချုပ်ပါဝင်တဲ့သက်ဆိုင်သူများအလေကျအစည်းအဝေးတစ်ခုကိုခေါ်ယူကျင်းပခဲ့ပါသေးတယ်။ရွှေကောက်ပွဲတူရောင်ကနေသမရဖြစ်လာတဲ့စစ်ကောင်းဆောင်ဟောင်းမင်းအောင်လှိုင်ဟာအယက်သားဝေပြောင်းပြီးကတည်းကဒေသတွင်းနိုင်ငံတွေကကိုယ်စားလှယ်တွေဖြစ်ကြတဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးတရုတ်နိုင်ငံကိုယ်စားလှယ်အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးတာတွေကိုခက်စိတ်စိတ်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်အပေါ်ပုံမှုပိတ်ဆို့အရေးယူရန်နိုင်ငံတကာအထက်အမှတ်တစိမ့်များအလုံးမြန်မာနိုင်ငံမှထွက်ခွာကြရန် EU ကုန်သွယ်မှုအထူးအခွင့်အရေးရပ်ဆိုင်ရန်ကမ္ဘာအလုပ်သမားအဖွဲ့ချုပ်Industry ALL ကတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်ကောင်စီထံစီစဉ်နေတဲ့ငွေလန်းချောင်းများကိုပိတ်ဆို့အရေးယူမှုများတန်တမတ်ရေးအရာအထီးကျန်စေမှုများနှင့်ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေးသဘောတူညီချက်များကိုရပ်ဆိုင်းဖြတ်တောက်ကြရန်ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် Industry ALL ကတောင်းဆိုလိုက်ပါတယ်။ဇွန်လ6ရက်နေ့တွင်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်တဲ့114ကြိမ်မြောက်နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ ILCE မြန်မာနိုင်ငံဆိုင်ရာအထူးအစည်းအဝေးတွင် Industry ALL ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကနိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO နှင့်အဖွဲ့ဝင်များကိုထိုးထိုးတောင်းဆိုလိုက်ခြင်းပင်ဖြစ်ပါတယ်။မြန်မာအရေးအထူးအစည်းအဝေးတွင်ပြီးခဲ့တဲ့နှစ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေအပိုက်33ကိုကိုးကားပြီးမြန်မာနိုင်ငံအတွင်းလွတ်လပ်စွာအသင်းပင်ဖွဲ့စည်းခွင့်ဆိုင်ရာပြဋ္ဌာန်းချက် Convention အမှတ်89နှင့်အာဓမလုပ်အားပေးစေခိုင်းမှုဆိုင်ရာပြဋ္ဌာန်းချက် Convention အမှတ်89တို့ကိုချိုးဖောက်နေသည့်ကိစ္စရပ်များကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ILO ညီလာခံတွင် Industry ALLE အထွေထွေအတွင်းရေးမှူးချုပ်အယ်တဲဟွိုင်ရဲကမြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍရှိအလုပ်သမား4,500,000ခန့်အခြေအနေကိုထောက်ပြပြောဆိုရာတွင်အလုပ်သမားများသည့်တလလျင်အမေရိကန်ဒေါ်လာ100အောက်သာလောက်ခလာစာရရှိနေကြပြီးယင်းပမာဏမှာ၎င်းတို့ရပ်တည်နိုင်ရန်လိုအပ်သည့်ကုန်ကျစရိတ်၏ထောက်ဝက်ခံသာရှိကြောင်းဆိုပါသည်ထို့ပြင်စမှုစုံများရှိအထည်စက်ရုံများသည်စေအုပ်ချုပ်ရေးအောက်တွင်လက်ပတ်နေရသက်ဖြင့်အလုပ်သမားများအနေဖြင့်စစ်စီရေးကိန်းများလက်ကင်ဖုံးများကိုဝင်ရောက်စစ်ဆေးခံရမှုများနှင့်လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုများကိုတွေ့ကြုံနေရသည့်အပြင်အချိန်ပို OT စင်ကများကိုမရပေအတရားဓမ္မစီခိုင်းခံရခြင်းနှင့်စက်ရုံများကအလုပ်သမားများ၏ကိုယ်ရေးအချက်အလက်များကိုစစ်တပ်ထံပေးပို့နေခြင်းကြောင့်စစ်မှုထမ်းရန်အာဓမစုဆောင်းခံရမည်ဘေးအန္တရာယ်များနှင့်ပါရင်ဆိုင်နေရသည်ဟုအသေးစိတ်တင်ပြပါသည်အတယ်ဟွိုင်ရဲကစစ်တပ်ကြောတောင်းနောက်ခံပြုအလုပ်သမားအဖွဲ့အစည်းများမှာမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် IWFN ကို၎င်းတို့ကကိုစားပြုတဲ့မမကန်လှုပ်ဆောင်နေကြသဖြင့်အဆိုပါအပြိုင်ဆိုင်ထောင်ထားသည့်အဖွဲ့အစည်းများကိုတရုတ်ဝင်အလုပ်သမားကိုယ်စားလှယ်အဖြစ်အတိအမှတ်မပြုကြရန်တတိပေးတောင်းဆိုပါသည်မြန်မာနိုင်ငံရှိအထည်ချုပ်ကဏ္ဍသို့ဝင်လာသည့်နိုင်ငံခြားငွေအလုံးကို24နာရီတွင်သတ်မှတ်ထားသည့်နှုန်းထားအတိုင်းအာဓမလေးလျာမည်ဆိုသည့်စစ်ကောင်စီဥပဒေကြောင့်၎င်းတို့အတွက်အဓိကနိုင်ငံခြားငွေရရှိရာလမ်းကြောင်းတစ်ခုဖြစ်နေကြောင်းလက်ရှိတွင်မြန်မာနိုင်ငံသည်ဥရောပသမဂ္ဂ EU ဈေးကွက်အတွင်းသို့ GSP နှင့် EBA စနစ်များအောက်မှာကုန်သွယ်ရေးအထူးအခွင့်အရေးများရရှိနေစေဖြစ်ကြောင်းထောက်ပြကြပါရယ်။ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။